မျိုးသားတယောက်ဟာသူ့ရဲ့ပါဇက်နဲ့အိတ်ဆောင်သားလေးကိုဖွင့်ပြီးသူ့ရဲ့သွေးကြောမကြီးကိုယူသွနေတဲ့အလားလှီးဖြစ်နေပါတယ်ဒါပေမဲ့သူဟာကိုတက်တည်နေတာမဟုတ်ပါဘူးသူ့ရဲ့လက်တစ်ဖက်ကိုဖျက်တောက်ပစ်ဖို့စူးစမ်းနေတာပါကန်ဆိုးချင်တော့ဓားလေးကအရန်တုံးနေတဲ့အတွက်ဘလို့မှလှီးလို့မရဖြစ်နေတယ်သူကောင်းခါလိုက်ပြီးစိတ်ကိုဒုံချကဓားကိုဆွဲနှုတ်လိုက်ပါတယ်ပြီးတော့လက်ချောင်းပေါ်ကသွေးဆက်လေးကိုပါဇက်ထဲထည့်ပြီးသူ့ရဲ့အရသာကိုတေချာခံစားနေမိတယ်မတည်ခင်လေးမှာအရေးတစ်ဆက်ရဲ့အရသာကိုနောက်ဆုံးအနေနဲ့ခံစားကြည့်ချင်လို့ပါပဲဒီ6ကမ်းပါးကြီးထဲမှာပိတ်မိနေတာ3ရက်တိတိရှိနေပါပြီပါလာတဲ့စားစရာတွေအကုန်ပြောင်းသွားရုံမကဘူးရေဘူးတွေကနောက်ဆုံးရေတငုံကိုလည်းခုလေးတင်တောက်လိုက်ရပါပြီကိုဆိုးတာကဒီစွန်စားခီးထွက်ဖို့အတွက်သူဟာအလုတ်ကနေ9ရက်တိတိခွင့်ယူလာခဲ့တာပါခန္ဓာကိုယ်နဲ့တွန်းကြည့်တာပဲဖြစ်ဖြစ်ခြေထောက်နဲ့ကန်ကြည့်တာပဲဖြစ်ဖြစ်သူ့လက်ကိုဖိထားတဲ့ဒီကြောက်တုံးဆက်ဆုပ်စရာကြီးကတော့နည်းနည်းလေးတောင်ရွှေ့မသွားပါဘူးအမျိုးသားဟာနေရန်ကိုမှီပြီးမျောလင်းချက်မဲ့နေတဲ့မျက်နှာနဲ့ထိုင်နေပါတယ်အတိတ်ဘဝကဘာပြစ်တွေများလုပ်ခဲ့မိလို့ကောင်းကင်ဘုံကသူ့ကိုဒီလိုအပြစ်ပေးရတာလဲဆိုတာကိုသူနားမလည်နိုင်အောင်ဖြစ်နေတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အသက်ရှင်သန်ဖို့အတွက်တော့ဆက်ပြီးစူးစမ်းရအောင်ပါပါစိတ်ကိုတည်ငြိမ်အောင်ထားပြီးနောက်မှာတော့ထွက်ပြေးလွတ်မြောက်နိုင်မဲ့နီလန်းတစ်ခုကိုရုတ်တရက်စဉ်းစားမိသွားပါတယ်အိတ်ဆောင်သားလေးကိုထုတ်ကောင်းကမီးအိမ်လေးကိုဖွင့်ပြီးနေရန်ကိုမိကာကြောက်တုံးကိုဖြည်းဖြည်းချင်းစတင်ထွင်းဆော့ပါတော့တယ်ဒေါသထွက်ပြီးစိတ်အေးတိုင်းထွာလိုက်ရင်ညောင်းညာနေတဲ့လက်ကိုခါထုတ်ကထပ်ပြီးအလုံးဆောက်လုပ်ပါတယ်ဒါပေမဲ့လက်ကချော်ပြီးဓားလေးကမြေကြီးပေါ်ပြုတ်ကျသွားပါတော့တယ်ကမန်းကရန်ကုန်းကောက်ပေမဲ့လက်တကန်းလိုမှတင်ဘလို့မှနှမ်းယူလို့မရအောင်ဝေးကွာနေတယ်လို့ဖြစ်နေပါတယ်ခြေချောင်းလေးတွေနဲ့ကော်ယူဖို့စူးစမ်းပေမဲ့လည်းအချီးနှီးပါပဲနောက်ဆုံးတော့ကွေးနေတဲ့တစ်ကိုင်းချောက်လေးတစ်ချောင်းနဲ့ဓားလေးကိုမရအောင်ချိတ်ယူနိုင်ခဲ့ပါတယ်ဒီအတွက်သူအရန်ကိုဝမ်းသာသွားပြီးဒီအောင်မြင်မှုတေးသေးလေးကပဲသူ့ရဲ့တိုက်ပွဲဝင်စိတ်ကိုပြန်လည်နှိုးချလာစေပါတယ်ညတကောင်10နာရီအထိဇက်တိုက်လှုပ်လိုက်တာလေချောင်းတွေ6တွေ့ပြီးတတိလေးမတက်ဖြစ်သွားပါတယ်ကံကောင်းတာကအရင်ကတည်းကစူဆောင်းထားတဲ့စီးတွေရှိနေလို့ပါမျက်စိမိတ်ပြီးအမြန်တောက်ချလိုက်ရတယ်ပြင်းထန်ပြီးညှိစော်နေတဲ့အရသာကြီးကအုံနောက်ထဲအထိစူးတက်သွားပြီးသူ့ကိုအော့အန်ချင်းစိတ်တွေဖြစ်သွားစေပါတယ်3ရက်တိတိမျက်စိမမိတ်ရသေးတဲ့သူ့အတွက်ထပ်ပြီးမနာယူရင်ရုတ်တရက်တိတ်ဆုံးသွားနိုင်တဲ့အနေရရှိနေပါတယ်ဒါကြောင့်ပင်မနှမ်းနယ်မှုကိုစိတ်မိတ်ခံရင်တောင်တက်ကျိုးတစ်ဆောက်ကိုသွားနေကြိုက်ကျန်တဲ့တစ်ဆောက်ကိုအပေါ်ကိုပြစ်တင်လိုက်ပါတယ်အပေါ်ကကြောက်တုံးကိုတေချာချိတ်မိသွားပြီဆိုတော့မှတောင်တက်ကရိယာတွေနဲ့တွဲပြီးရိုးရှင်းတဲ့ပကတ်လေးတစ်ခုဖန်တီးလိုက်ပါတယ်အဲ့ဒီနောက်လက်မောင်းပေါ်ခေါင်းတင်ပြီးတဖြည်းဖြည်းအိမ်မောကျသွားပါတော့တယ်ဒါပေမဲ့တိတ်မကြလိုက်ပါဘူးရုတ်တရက်တိုက်ခတ်လာတဲ့လေအေးကြီးကြောင့်အိမ်မောကျနေတဲ့သူ့ကိုလန်နိုးသွားစေပါတယ်နာရီနေငယ်ကြတော့မျက်ခွန်တွေတောင်လေးလံလာပြီးအလုံးလုံးနေတဲ့လက်တွေကညောင်းညာထုံကျင်နေသလိုလေဘင်းကလည်းတန်ချောင်းကြီးလိုတောင်တင်းနေပါပြီကြောက်ကြားရဲကိုနေအောင်ကြီးလေးကြားရောက်လာချိန်မှာတော့သူဟာဘယ်ဘက်လက်ကိုအမြန်ဆန့်ထုတ်ပြီးနေမင်းကြီးစီကအနှွေးတက်ကိုခန်းစားဖို့စူးစမ်းပါတယ်ဝန်းနေစရာကောင်းတာကနေအောင်ကြီးဟာ3မိနစ်လောက်သာကြာပြီးကျင်းမြောင်းတဲ့ကြောက်ကြားလေးတွေကနေပျောက်ကွယ်သွားခဲ့ပြန်ပါတယ်ကြောက်ကြားအောက်ခြေဟာပြန်လဲမှောက်မိုက်သွားပြန်ပါပြီသူဟာကင်မရာလေးကိုဖွင့်ပြီးသူ့ရဲ့လက်ရှိအခြေအနေတွေကိုစတင်ရိုက်ကူးပြောပြပါတော့တယ်ဖုန်းလဲပါမလာဘူးကုမ္ပဏီမှာလည်းအလုပ်တွေမပြီးသေးဘူးသူဒီလိုစွန်စားခီးထွက်လာတာကိုဘယ်သူမှမသိသလိုဒီလိုလူသူကင်းမဲ့တဲ့နေရာမှာပိတ်မိနေတာကိုလည်းဘယ်သူမှသိမှာမဟုတ်ပါဘူးအခုရေဘူးထဲမှာရေနည်းနည်းလေးပဲကြံတော့သလိုစားစရာဆိုတာလည်းဘာမှမရှိတော့ပါဘူးသူတေးရတော့မယ်လို့ခန်းစားနေရပြီးဒီကင်မရာလေးကိုရတဲ့သူကသူ့မိသားစုစီပို့ပေးဖို့ဆုတောင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအပေါ်ကနေကြောက်စရစ်ခဲတွေအများကြီးကျလာပါတယ်လူတယောက်ယောက်ဖြတ်သွားတယ်ထင်ပြီးကဲကြပါအောင်လို့အတန်ကုန်ဟစ်អော်ပြီးအကူအညီတောင်းပါတော့တယ်ဒါပေမဲ့ဘယ်သူမှပြန်ထူးမလာခဲ့ပါဘူးဒါဟာတဘာဝတရားကြီးကသူ့ကိုလှောင်ပြောင်လိုက်တာတသက်ပါပဲမကြခင်မှာပဲညအမှောင်ကပြန်လေရောက်ရှိလာပါတယ်ညဘက်မှာကောင်းကောင်းအနားယူနိုင်ဖို့အတွက်အနှွေးတက်ပေးနိုင်မဲ့အဝတ်စားမှန်သမျှကိုကိုလုံးပေါ်မှာတင်းတင်းကြပ်ကြပ်ပတ်ချီထားလိုက်ပါတယ်ဒုတိယနေ့မနေ့ရောက်တော့ကိုကဲတင်မဲ့အစီအစဉ်ကိုစတင်ပါတော့တယ်ကြောဖို့အိတ်ထဲကတောင်တက်ကျိုးကိုထုတ်ကြောက်တုံးပေါ်မှာအချိန်ချင်းပတ်ပြီးရှုပ်ထွေးတဲ့ကျိုးလုံးတစ်ခုနဲ့အတူလုံခြုံရေးချိတ်ကိုတုံးကရိုးရှင်းတဲ့ရည်တီးစနစ်တစ်ခုကိုဖန်တီးလိုက်ပါတယ်ဒါပေမဲ့ကျိုးကိုအစွမ်းကုန်ဆွဲကြည့်တဲ့အခါမှာတော့ကြောက်တုံးကြီးကနည်းနည်းလေးတောင်ရွေ့မသွားပါဘူးဆွဲတဲ့လာရမှားနေတာလားဆိုပြီးကျိုးကိုခြေထောက်မှာချိပြီးအားကုန်တုံးဆွဲကြည့်ပြန်ပါတယ်ဘလို့နီလန်းတွေနဲ့ပဲစူးစမ်းကြောက်တုံးကြီးကတော့တုတ်မှမလှုပ်ပါဘူးမနက်ခင်းတစ်ခုလုံးစူးစမ်းခဲ့သမျှအချင်းကြီးဖြစ်သွားပြန်ပါတယ်အဲ့ဒီနောက်သူဟာကင်မရာရှိမှအခုလေးတင်ဘာကြောင့်ကြာရှုံးသွားရလဲဆိုတာကိုပြန်လည်သုံးသပ်ပြပါတယ်ရတီစနစ်ကအလေးချိန်ကိုရှော့ချပေးနိုင်တယ်ဆိုပေမဲ့တောင်တက်ကျိုးရဲ့ဆွဲဆက်နိုင်စွမ်းကအရန်ကောင်းနေတဲ့အတွက်လူတစ်ယောက်တည်းရဲ့အားနဲ့ကျိုးကိုအဆုံးစွန်ထိဆွဲဆက်မှုဆိုတာခဲရင်လုံးပါတယ်ကြောက်တုံးကိုဖြည်းဖြည်းချင်းထွင်းဖောက်တဲ့နီလန်းကဖြစ်နိုင်ခြေရှိတယ်လို့ထင်ရပေမဲ့ရက်ပေါင်းများစွာကြာလာတဲ့အခါကြောက်တုံးပေါ်မှာအရာလေးတွေပဲထင်ကြံခဲ့ပြီးတကယ်တမ်းကျတော့ဒီနီးကအလုံးမဖြစ်ဘူးဆိုတာသိချသွားပါတယ်သေချာစောင့်ကြည့်လိုက်တဲ့အခါသူ့ရဲ့ညာဘက်လက်ကကြောက်တုံးရဲ့ဘေးဘက်မှာပိတ်မိနေတာမဟုတ်ပဲကြောက်တုံးရဲ့အောက်ခြေနဲ့နေရန်ကြားမှာညက်နေတာကိုတွေးလိုက်ရပါတယ်သူကြောက်တုံးကိုထွင်းလေညာဘက်လက်ကပိုပြီးကြက်လာလေဖြစ်နေမှာပါအခုဆိုသူပိတ်မိနေတာ3ရက်တိတိရှိသွားပြီဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ရောစိတ်ပိုင်းဆိုင်ရာပါပြိုလဲလူနီးပါးဖြစ်နေပါပြီဒါကတုံးနေပြီဆိုပေမဲ့ဓားဖျားလေးနဲ့တော့စမ်းကြည့်လို့ရနိုင်သေးတယ်လို့တွေးလိုက်ပါတယ်ရင်ဘက်ကိုပုတ်ပြီးစိတ်ကိုပြန်စုစည်းကအိတ်ဆောင်သားလေးကိုကင်ပြီးလက်မောင်းစီကိုအားကုန်လွဲပြီးထိုးချလိုက်ပါတော့တယ်အယိုးလေးထိဆူးနစ်သွားတဲ့နာကျင်မှုကတကိုယ်လုံးကိုချက်ချင်းပြန့်နှံ့သွားပါတယ်နာကျင်
လွန်းလို့အာယုံလွဲဖို့အတွက်ခေါင်းကိုသာတရဆက်ခါရမ်းနေရပါတယ်။နာကျင်မှုနည်းနည်းသက်သာသွားတော့လက်မောင်းကပတ်တီးကိုဖြုတ်ပြီးဓာတ်ကိုတေချာပြန်ဆုပ်ကင်ကလက်မောင်းအတွင်းပိုင်းကအယိုးကိုစတင်ပြီးပုတ်တိုက်ဖြတ်တောက်ပါတော့တယ်။သူ့ရဲ့ကျန်းမာရေးကောင်းမွန်လာတဲ့အယိုးတွေကထင်ထားတာထက်အများကြီးပိုပြီးမာကျောနေပါတယ်။နောက်ဆုံးတော့ဓာတ်ကိုပြန်ဆွဲနှုတ်ပြီးတခြားနီလန်းကိုစဉ်းစားရပါတော့တယ်။9 ရက်တိတိအစာမစားရသေးတဲ့အတွက်ခန္ဓာကိုယ်ကအရန်ကိုပင်ပန်းနွမ်းနေပြီးသတိလစ်မိမျောသွားပါတော့တယ်။မိတေအချိန်လေးမှာသူဟာချစ်သူကောင်းမလေးနတ်ဖုန်ကိုမြင်အောင်လာပါတယ်တဲ့အချိန်မှာပဲမိုးကြိုးတန်ကြီးတစ်ချက်ကသူ့ရဲ့အိမ်မက်လှလှလေးကိုဖျက်ဆီးပစ်လိုက်ပါတယ်။အပေါ်ဘက်မှာမိုးတိမ်မီးတွေအုံဆိုင်လာပြီးမိုးကြိုးတွေပြစ်ကမကြခင်မှာပဲမိုးဆက်တွေစတင်ကျဆင်းလာပါတော့တယ်။သူအရန်ကိုဝမ်းသာသွားပြီးရေဘူးလေးကိုထုတ်ပြီးရေခံပါတော့တယ်။ဒါပေမဲ့မိုးကအဆက်မပြတ်ရွာသွန်းလာတဲ့အတွက်ရေတွေအများကြီးကကြောက်ကြားထဲကိုစီးဝင်လာပါပြီ။သူသတိထားမိလိုက်ချိန်မှာတော့ရေကလေပင်ထိရောက်နေပါပြီ။ရေနစ်တော့မဲ့အနေရဲ့ကြောင့်အမြင်ရေအောက်မှုပြီးထွက်ပေါက်ရှာပါတော့တယ်။အဲ့ဒီအချိန်မှာပဲရေရဲ့ပင့်တင်အားနဲ့တွန်းကန်အားတွေကြောင့်သူ့ညာဘက်လက်ကိုဖိထားတဲ့ကြောက်တုံးကြီးဟာနည်းနည်းလေးရွှေ့သွားတာကိုသတိပြုမိလိုက်ပါတယ်။စက္ကန့်အနည်းငယ်လောက်ရုန်းကန်လိုက်ပြီးတဲ့နောက်မှာတော့ရေစီးကြောင်းနဲ့အတူသူအောင်မြင်စွာလွတ်မြောက်သွားပါပြီ။အရိုးတွေကြေမွသွားတဲ့အတန်ကြီးနဲ့အတူဆိုးရွားလာတဲ့နာကျင်မှုကြောင့်သူပွဲချင်းပြီးသတိလစ်မတက်ဖြစ်သွားရပါတယ်။တကယ်တော့ရေကြီးပြီးလွတ်မြောက်သွားတယ်ဆိုတာသူ့ရဲ့စိတ်ကူးရင်အိမ်မက်တက်တာဖြစ်ပြီးလက်တွေ့မှာတော့သူဟာအသက်ရှင်ဖို့အတွက်သူ့ရဲ့လက်ရိုးကိုအတင်းချိုးပစ်လိုက်တာပါဒါပေမဲ့မပြီးသေးပါဘူး။လူတစ်ယောက်ရဲ့လက်မောင်းထဲမှာအရိုးနှစ်ချောင်းရှိပါတယ်။လက်တစ်ဖက်လုံးပြတ်ထွက်သွားဖို့ဆိုရင်နောက်ထပ်အရိုးတစ်ချောင်းကိုပါထပ်ချိုးပစ်ရအောင်ပါပါ။အသက်ရှင်ဖို့အတွက်ဒီလောက်နာကျင်မှုကဘာများအရေးပါလို့လဲ။နာကျင်မှုနည်းနည်းသက်သာသွားတော့မျက်ရည်တွေကိုတုပ်လိုက်ပြီးအိတ်ဆောင်သားတွေကဓာတ်အသေးလေးကိုထုတ်ကာလက်မောင်းမှာဆက်နေသေးတဲ့အသားအစာတွေကိုတလက်မချင်းလှိဖြတ်ပါတော့တယ်။ပြင်းထန်လွန်းတဲ့နာကျင်မှုကသူ့ရဲ့အသီးစိတ်ကိုတရက်ဆက်ဖြတ်စည်းနေပါတယ်။ဒီလိုရက်ဆက်တဲ့နီလန်းကိုစတင်လိုက်ပြီးဆိုတာနဲ့ရက်တန်းလို့မရတော့ပါဘူး။တွေးထွက်လွန်ပြီးမသေးဆုံးခင်မှာလက်ကိုမြန်ဖြတ်တော့ရပါတော့မယ်။သူ့ရဲ့အသီးစိတ်တွေတဖြည်းဖြည်းဝေဝါးလာပြီးမိရီတီအချိန်လေးမှာပဲငယ်ဘဝကပုံရိပ်လေးတွေကသူ့ကိုအသက်ရှင်အောင်စူးစမ်းဖို့ဘေးကနေအားပေးနေပါတယ်။3 နာရီကြာပြီးနောက်လက်မောင်းနဲ့ကိုယ်လုံးကြားမှာအကြောတစ်ချောင်းပဲဆက်နေပါတော့တယ်။ဓာတ်ပေါ်ကကကြေးသေးလေးနဲ့ဘလို့ပဲညံ့ညံ့မပြတ်ပါဘူး။ဒီအချိန်ကိုရောက်နေပြီဆိုတော့တခြားရွေးချယ်စရာမရှိတော့ပါဘူး။သူဟာအကုန်သုံးပြီးအဲ့ဒီကြောကိုအရှင်လက်ဆွဲဖြတ်ပစ်လိုက်ပါတော့တယ်။တကယ်ဖြစ်ရမှန်ဇလန်းမှာတော့ဒီလိုလူမဆန်လောက်အောင်ရက်ဆက်တဲ့ဖြစ်စဉ်ကြီးဟာ4 နာရီတိတိကြာမြင့်ခဲ့ပါတယ်။စိတ်လှုပ်ရှားမှုတွေကြားထဲနှမျောနေတဲ့သူ့ရဲ့စိတ်ကချက်ချင်းပြန်လဲမလာသေးပါဘူး။ခဏလောက်အနားယူပြီးနောက်ပြတ်ထွက်သွားတဲ့လက်မောင်းကိုရိုးရိုးရှင်းရှင်းပတ်တီးစီလိုက်ပြီးထွက်သွားဖို့ပြင်ဆင်ပါတော့တယ်။သွေးတွေကုန်မသွားခင်မှာကယ်ဆယ်ရေးအဖွဲ့ကိုမရအောင်ရှာရပါတော့မယ်။ကြောက်ကြားတွေကမထွက်ခွာခင်မှာဆွန့်လွတ်ခဲ့ရတဲ့သူ့ရဲ့လက်တစ်ဖက်ကိုနောက်လှည့်ပြီးကြည့်လိုက်ပါတယ်။ပြီးတော့ကင်မရာလေးကိုယူကာပြက်ကျန်ခဲ့တဲ့လက်ကိုအမှတ်တရဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ကျင်းမြောင်းနဲ့ကြောက်ကြားလေးထဲမှာအရှိကိုဇက်တိုက်တိုးထွက်လာခဲ့ရမကြခင်မှာပဲထွက်ပေါက်ကိုတွေ့သွားပါတော့တယ်။ဒါဟာ128 နာရီကြာပိတ်မိနေခဲ့ပြီးနောက်ပထမဆုံးအကြိမ်ဖြစ်နေမင်းကြီးရဲ့အနှွေးဓာတ်ကိုပြန်လည်ခန်းစားလိုက်ရခြင်းပါပဲသူဝမ်းသာလွန်းလို့ကခုန်နေမိပါတယ်။အဲ့ဒီအချိန်မှာပဲကြောက်နံရံအောက်ဘက်မှာရေအိုင်လေးတစ်ခုကိုရုတ်တရက်လှမ်းမြင်လိုက်ရပါတယ်။သူရေမတောက်ရတာတပတ်တိတိရှိနေပါပြီ။ကန်ကောင်းကျင်တော့သူ့နောက်ဘက်ကြောက်နံရံမှာအရင်လာသွားတဲ့စွန်စားသူတွေထားရစ်ခဲ့တဲ့တောင်တက်ချိတ်တချို့ကိုတွေးလိုက်ရပါတယ်။ပါလာတဲ့လုံခြုံရေးကြိုးကိုချိန်မှာတေးချကြီးနှောင်လိုက်ပြီးလက်တစ်ဖက်တည်းနဲ့ကြိုးကိုကြစ်ပါအောင်စုပ်ကင်ကအောက်ကိုတဖြည်းဖြည်းဆင်းသက်လာပါတော့တယ်။မြေကြီးပေါ်ခြေချမိတာနဲ့ကြိုးကိုအမြန်ဖြုတ်ပြီးရေအိုင်လေးစီကိုပြေးသွားပါတော့တယ်။ရေအိုင်ထဲကရေတွေကနောက်ကျနေပေမဲ့လက်တလောသူ့အတွက်တော့နှက်တုတ်တာလိုပါပဲရှာနေလျက်တောက်လိုက်လက်နဲ့ကော်တောက်လိုက်ရေဘူးထဲထဲတောက်လိုက်နဲ့အားပါတရတောက်သုံးလိုက်ပါတယ်။ခန္ဓာကိုယ်ရဲ့ပင်ပန်းနှွမ်းနယ်မှုတွေနည်းနည်းသက်သာသွားတော့ရေပြည့်ဖြည့်ထားတဲ့ရေဘူးကိုကင်ပြီးလေးလံပြီးအသုံးမဝင်တော့တဲ့ပစ္စည်းတွေကိုလွှင့်ပစ်ကာခရီးဆက်ပါတော့တယ်။ဒါပေမဲ့အချိန်ကြာကြီးရေငတ်နေပြီးအစာမစားရတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကအဆိုးရွားဆုံးအခြေအနေအထိအားနည်းနေပါပြီးရိုင်းတိုင်းနဲ့ရှေ့ကိုဆက်လျှောက်နေပါတယ်။ဒါဟာဒီ6 ကန်းပါးကိုသူပထမဆုံးအကြိမ်စုံစမ်းလာခဲ့တာပါ။အရှိမှာဘာရှိလဲဆိုတာသူမသိသလိုကယ်ဆယ်ရေးကိုအောင်မြင်စွာရှာတွေ့နိုင်မလားဆိုတာကိုလည်းမသိပါဘူး။ခေါင်းတွေမူးဝေပြီးသတိလစ်တော့မဲ့အချိန်လေးမှာပဲသူ့မျက်စိရှိမှာဝေဝါးနေတဲ့လူရိပ်တချို့ကိုရုတ်တရက်မြင်လိုက်ရပါတယ်။အာယုံခြောက်ခြားနေတာလို့ထင်လိုက်မိပေမဲ့ကံကောင်းကျင်တော့သူမြင်ခဲ့တဲ့လူရိပ်တွေဟာစိတ်ကူးရင်အာယုံခြောက်ခြားမှုမဟုတ်ခဲ့ပါဘူး။ဒီမိသားစု3 ယောက်ရဲ့အကူအညီနဲ့အတူအမျိုးသားဟာကယ်ဆယ်ရေးအဖွဲ့ကိုအောင်မြင်စွာဆောင်ဆိုင်နိုင်ခဲ့ပြီးအသက်ရှင်လွတ်မြောက်သွားခဲ့ပါတော့တယ်။ Like and follow လေးလုပ်ပြီးအားပေးပါဦးရှင်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။